ပြောအဲ့စကားပြန်ပြောရှိသမျှတစ်မျိုးလုံး ရှိသမျှတစ်မျိုးလုံးတစ်ဆွေလုံးနဲ့တငယ်ချင်းတွေရောအကုန်လုံးကိုလေကျမပြောပြမယ်အချိန်ခဏလေးအတွင်းမှာအစင်ပြေတယ်မိသားစုတွေအစင်ပြေတယ်အဓိကကျမရအခုလိုချိန်မှာပေါ့နော်လူချင်းနဲ့တန်းချင်းတွေပေါ့နော်အဲ့ဒီစိတ်ကြီးတော်တော်လေးဖြစ်တာကျမဘယ်လိုလဲဒီကျမရဲ့အဲ့ဖုန်းနံပါတ်ကိုကျမပြောရောအစတော့တသိန်းနံပဲတုံးဆိုကျမပြောဘာလို့တသိန်းနံတုံးမှာတော့9ရင်းနံစတုံးကြီးလို့ပြောရတယ်အဲ့နဲ့9ရင်းနံတုံးတာကျမရဲ့အဲ့ဒါလေးကျမအစမောက်လေးဆူတောင်းနေတယ်နော်အဲ့ရလို့ရှိရင်လည်းပေါ့နော်ဘယ်လိုလေးပဲဖြစ်ဖြစ်တနိုင်လေးပေါ့ကိုယ်လေးတွေအားစားပေါ့နော်အဲ့လိုမျိုးအခုလိုလေးတွေပေါ့နော်ကျမရဲ့ဟိုရှိလို့တော့မဟုတ်ဘူးပေါ့နော်အဲ့လိုလေးလူပေးတယ်ရလာလို့ရှိရင်ပေါ့နော်ဟုတ်အဓိကကိုအဖေရဲ့ကျမကြီးပါညာဆိုနေသေးဖို့အရင်ဆုံးဖယ်ထားတယ်ကျမရဲ့အဲ့ဒါပြီးမှအလူလေးတွေကိုတနိုင်လေးပေါ့ကျမရဲ့ကျမပြောတယ်လူလုပ်ပေးတယ်နော်အမြလေးတွေဝေပေးတယ်ပေါ့နော်အားရင်ကျမပြောတယ်လူမျိုးပေါ့ကျမပြောတာဒါအရင်သဘောကျတယ်ဘာလို့လဲဆိုတော့ဘာလဲဟိုဆရာကြီးပဲအားမကိုနဲ့ကိုကန်အားညံအားဆွားနေတယ်အကုန်တူးစားမှရတယ်ဒီမှာနော်ဟုတ်တယ်ကိုဖုန်းနံပါတ်ကောင်းကြိုင်ပြီဆိုပြီးတော့မှအိတ်နေလို့မရဘူးဟုတ်တယ်ပါငါတော့ကျမပြောတာတော်သဘောကျတာကျမ live မှာသူအမြဲကြည့်တာကျမပြောတယ်လူကဟဲ့ငါတော့ဓာကြီးကြိုင်ဘာမှမလုပ်ဘဲနဲ့တော့ရအောင်လေကျမဟုတ်တယ်မလားဟုတ်တယ်အဓိကကျမရဲ့အယိုးသားဆုံးနေတဲ့အကျိုးစားတိုးစားတဲ့ຫນွေမိုးဆောင်တော့ကျမဒီများတွေငါမအိတ်ချန်နေလောက်ပါတယ်ကျမຫນွေမိုးဆောင်ဒီများတွေမရှိဆိုကိုကလေတိုးစားတယ်ကျမဟိုပြောမယ်ဟိုတိုးစားတဲ့ရလက်ကတော့ဟိုအစိုးအဟွာမရှိဘူးပေါ့နော်သူ့ရဲ့ကောင်းကျိုးကတော့ရမှာပဲဒီနဲ့အနေနဲ့အများပေါ့နော်ကျမဟုတ်တယ်ပေါ့ကျမပြောတဲ့အမြာဘာမှမလုပ်တော့ဒါလေးကြိုင်ပြီးတော့နေမယ်တော့ဘယ်ဟုတ်မှာကျမရဲ့ရတညအတက်နိုင်ဆုံးအဓိကကျမရဲ့စိတ်ရင်းတက်ကောင်းကောင်းလေးထားမယ်အလူတန်းလေးတွေလုပ်မယ်ပေါ့ကျမတို့ကလည်းအဲ့အကျိုးပေးလာကျမရဲ့ဒီလားကျမဟိုကနန်းလည်းပါတာပေါ့ဆိုင်တာပေါ့ကျမရဲ့ကျမပေးတဲ့ကနန်းကြီးအဲ့လိုပေါ့ကျမတန်ကြီးအကျိုးကြီးနော်ဟုတ်တယ်ကျမကိုလည်းအားရဲကြတယ်သဘောလေးကြတယ်ကျမရဲ့အဲ့ဒါအခုဘုံမီလေးဖြည့်ရဆမောက်ပြောချင်တာကြားနေဟာတကယ်မတိုင်နေတဲ့ငါလေးစုမငါဖယ်ရင်းလို့ဖယ်ရင်းကလေးကြိုင်နေဖြစ်ချင်ဆရာမရဲ့အကုန်လုံးဝယ်ပြီးချင်တာဆရာမကတ်တယ်ဒီလားဟုတ်တယ်အရင်ကိုအစင်ဒီလို့ဆရာမကြီးဟိုအရင်ကထက်ဆိုင်ဟိုအထက်ငေါ်လေးတွေကစကိုအစင်ဒီဆရာမပြောလို့မျိုးပေါ့ဒီဘက်ကနေမဝင်ဟိုဘက်ကနေဝင်ဟိုဘက်အတနည်းနည်းနဲ့လဲပြီးတော့ဝင်နေတယ်ဆရာမရဲ့ဒီလားဟုတ်ကဲ့ကျမလည်းရမ်းကျေးဇူးတင်တယ်ဒီလားကျမရဲ့လူဆိုတာကျမရဲ့စူးစမ်းတိုင်းလည်းမရဘူးเนาะကျမရဲ့ဒီလိုမျိုးပေါ့ဒီအထောက်ပံ့လေးတွေအဲ့လိုမျိုးပေါ့เนาะကျမရဲ့ကျေးဇူးလည်းပြမိပါဘူးကျမရဲ့ကျမတို့တွေ့ချင်တာဟာ